မင်္ဂလာပါလေဒီသမတ်ကျိုဆိုပါတဲ့ခါတာမန်ထက်ပုံမြင့်ရှင်ရင်သူများအိတ်တဲ့အခါကိုကလေးလာပါသူများတွေ့ဝင်နေတဲ့အခါကိုကဆုံးဖြတ်ပါသူများလေထဲတိုက်ဆောက်နေတဲ့အခါကိုကပြင်ဆင်ပါသူများအချိန်ဆွဲနေတဲ့အခါကိုကစတင်ပါသူများဆုတောင်းနေတဲ့အခါကိုကလက်တွေလုပ်ပါသူများဖြုံးနေတဲ့အခါကိုကစုပါသူများပြောနေတဲ့အခါကိုကနားထောင်ပါသူများမျက်နှာကြောတင်းနေတဲ့အခါကိုကပြုံးပါသူများရက်လိုက်တဲ့အခါကိုကဆွဲရှိပါတာမန်လူတွေလောက်တာပဲလိုက်လုံးနေရင်တော့တာမန်လူပဲဖြစ်နေမှာပါပဲအရာရာတိုင်းကိုမိထူလှုပ်လို့မရပါဘူးသူတောင်မှမလှုပ်တာဆိုပြီးကိုကသူ့လိုလိုက်မလှုပ်လို့မရပါဘူးလူတွေရဲ့တဘာဝကအမြင့်ကိုတက်ရှင်ကြတယ်တာမန်ဆိုတာထက်ပိုပြီးကောင်းတာကိုလိုချင်ကြတယ်ဒီလိုမြင့်ချင်တဲ့လူတွေအတွက်တော့မဖြစ်မနေလုပ်ရမယ့်အရာတစ်ခုရှိပါတယ်အဲဒါကတော့စာဖတ်ခြင်းပါတာမန်ထက်ပိုရှင်ရင်တော့တာမန်ထက်ပိုတဲ့အလုပ်တွေကိုလုပ်ရမှာပါတာမန်ထက်ပိုတဲ့အလုပ်တွေကိုလုပ်နိုင်ဖို့အတွက်တာမန်ထက်ပိုတဲ့အတွေးတွေကိုတွေးတတ်ဖို့လိုပါတယ်တာမန်ထက်ပိုတဲ့အတွေးတွေအိုင်ဒီယာတွေအတွေ့အကြုံတွေကိုရနိုင်တာကစာအုပ်ထဲကအိုင်ဒီယာစာတွေအတွေ့အကြုံဗဟုသုတပေးတဲ့စာတွေပဲဖြစ်ပါတယ်တာမန်ဆိုတာထက်ပိုပြီးမြင့်ရှင်တဲ့သူတွေအတွက်တော့မဖြစ်မနေစာဖတ်ဖို့လိုအပ်တယ်လို့ဆိုလိုရမှာပါဒီလိုဖတ်တဲ့နေရာမှာလဲကိုယ့်ရဲ့အသွေးအခေါ်တွေကိုထပ်ဆင့်မြင့်တင်ပေးမဲ့စာအုပ်တွေကိုပဲရွေးချယ်ဖတ်ရှုတင်ပါတယ်ဒါအပြင်စာဖတ်တဲ့အလေးအကျင့်ကိုအကျင့်တစ်ခုလိုဖြစ်အောင်လေ့ကျင့်ဖို့လည်းအရေးကြီးပါတယ်ဒါကြောင့်ကိုယ့်ဘဝကိုတာမန်ဆိုတာထက်ပိုမြင့်ရှင်ရင်တော့စာဖတ်ပါလို့အကြံပေးရှင်ပါတယ်အော်ခါလာရောက်နားထောင်တဲ့တငယ်ချင်းတို့လည်းအတိတစ်ခုခုအသွေးတစ်ခုခုရသွားလိမ့်မယ်လို့ယုံကြည်တဲ့ခါ